ဒီမှာတော့ am is are ဒါမှမဟုတ်ရှင် do that စဉ်းစားမယ် number 1မှာ you ဆိုတာ subject the new teacher တဲ့အဲ့မှာငါတို့က main verb ပါမလားဘူးเนาะ main verb ပါမလားတာဖြစ်တဲ့ကြောင့်သူ့ကိုတော့သုံးရမှာဒီ verb to be နဲ့ပဲသုံးလို့ရမယ် do that သုံးရင်နောက်မှာ main verb ပါမယ်ဒီမှာ subject pronoun you ဒီမှာ the new teacher ဒီမှာ main verb ပါမလားဒါကြောင့်မလို့ငါတို့ဒီဘာသုံးမလဲ verb to be ဖြစ်တယ် you မို့လို့ are လေးကိုသုံးပါမယ်ဟုတ်လားအဲ့တော့ are you the new teacher ကဲဟုတ်ပြီ number 2အဲ့ number 2မှာဆိုရှိသည် subject pronoun မှာ your sister အဲ့ဒီမှာလဲ main verb ပါမလားဘူးဒါဆိုရင်သူ့ကိုဆရာမတို့ဘာနဲ့လောက်ရမှာလဲဆိုရင် verb to be သုံးရမှာဖြစ်ပါတယ်အဲ့ကြောင့်မို့ရှိမို့လို့တော့ပါလဲ is နော် is she your sister ဒါ Loria က subject နော် subject ကိုမှစာရှင်းနေတာကြည့်ပါနားထောင်ပါနော်အောက်ကကုန်းပြီးတော့မရေးပါနဲ့Loria က subject ဒီမှာ have ဆိုတာ verb လေးပဲ a brother ဒါလေးက verb လေးနော်အဲ့ကြောင့်ငါတို့ဒီသူ့ကိုမေးခွန်းလုပ်ချင်ရင် do that စဉ်းစားရမယ် Loria က subject က singular အနည်းမို့လို့ငါတို့သူ့ကိုဘာနဲ့သုံးပါလဲဆိုရင် does ကိုသုံးပါတယ်ဟုတ်ပြီအဲ့တော့နောက်တစ်ခု number 4